ယရနာ၃ပါးရဲ့ဂုဏ်ကိုတကယ်သိတယ်တကယ်ကျေးဇူးပြန်ဆက်ချင်တယ်ဆိုရင်ယရနာ၃ပါးရဲ့အပေါ်မှာကြာရောက်လာမယ့်အန္တရာယ်တွေကိုခုခံကာကွယ်ပေးတာဟာအကောင်းဆုံးကျေးဇူးဆက်တဲ့နည်းပါပဲအဲ့ဒီလိုပုံကိုယ်တွေဟာတရေနာခွေးဝါးသလိုသာသနာတော်ကိုအတွင်းကြကြဝင်ရောက်ပြီးတော့ကြိုက်ဖြတ်ဖျက်ဆီးနေတာဖြစ်တဲ့အတွက်သာသနာတော်ကိုချစ်မြတ်နိုးသူတိုင်းကအဲ့ဒါကိုကာကွယ်ပေးဖို့လိုအပ်ပါတယ်မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေများကိုဒီဘလိုလေးကနေမျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့ဒီထဲမှာပါတဲ့ဝစီပိတ်ဖုံးကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုဓမ္မတုတ္တအဖြစ်နဲ့ကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်ဒီတော့အဓိကအကြောင်းအရာလေးကိုကျွန်တော်မပြောခင်မှာပဏာမအနေနဲ့ပြောချင်တာကတော့ကျွန်တော်တို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟာသင်္ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ်မှန်သမျှမဖြစ်မနေလိုက်နာရမယ်ဆိုပြီးလေနံဓာတ်တစ်ချမှတ်တော်မူခဲ့တဲ့ဝီနည်းဥပဒေစည်းကမ်းဆိုတာရှိပါတယ်သင်္ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့အဲ့ဒီဝီနည်းစည်းကမ်းဥပဒေအတိုင်းမနေနိုင်ဘူးဆိုရင်တော့ဒါဟာသာသနာဝန်ထမ်းမဟုတ်တဲ့သာသနာဝန်စည်းသာသနာရဲ့ဝန်ထုတ်ဝန်ဘိုးပဲဖြစ်ပါတယ်အဲ့ဒီတော့သာသနာတော်ကိုတကယ်ချစ်မြတ်နိုးတဲ့လူတိုင်းကသာသနာရဲ့အပေါ်မှာဝန်ထုတ်ဝန်ဘိုးဖြစ်နေတဲ့ပုဂ္ဂိုလ်တွေကိုလျှော့ချပေးနိုင်မှသာသနာတော်ကိုတကယ်ကြီးညိုလေးစားတဲ့လူတွေရဲ့လောက်ရတာဝန်ကိုကြေပွန်းအောင်ထမ်းဆောင်တဲ့ပုဂ္ဂိုလ်တွေလို့သတ်မှတ်ရမှာဖြစ်ပါတယ်သင်္ကန်းတော်ဝတ်ထားတဲ့မြတ်စွာဘုရားရှင်ရဲ့ဝီနည်းဥပဒေအတိုင်းလဲမနေနိုင်ဘူးနေဖို့လဲစိတ်ကူးမရှိဘူးဆိုရင်တော့အဲ့ဒီလိုပုံကိုမျိုးတွေဟာသင်္ကန်းဝတ်ပြီးတန်ခိကပစ္စည်းကိုလိန်ညာစားတောက်တဲ့အာကုတူကံကြီးကလွတ်မြောက်အောင်လူဝက်လဲတာအကောင်းဆုံးပဲဘုရားရှင်ရဲ့ဆန္ဒတော်ကိုဆန့်ကျင်ပုံကံပြီးမိမိနေခြင်းတလူနေတဲ့ပုံကိုတွေဟာသာသနာတော်ကိုအတွင်းကြကြဝင်ရောက်ပြီးဖျက်ဆီးတဲ့ပုံကိုတွေပဲလို့ကျေးဇူးတော်ရှင်မဟာဂန္ဓာယုံဆရာတော်ဘုရားကြီးဩဝါဒပြီးခဲ့ဘူးတယ်လို့ပါပဲအဲ့ဒီလိုပုံကိုမျိုးတွေဟာမိမိကိုမိမိငါဟာဘယ်လိုပုံကိုလဲဆိုတာကိုတိလျက်နဲ့လူဝက်မလဲပဲတန်ခိကပစ္စည်းကိုလိန်ညာစားတောက်နေမယ်ဆိုရင်သင်္ကန်းဝတ်နဲ့အတက်ကြီးလေအာကုသူတွေကြီးလေပဲဒီထဲမှာပါတဲ့ဝစီပိတ်ဖုံးကြီးနဲ့ပတ်သက်တာကိုပြောရမယ်ဆိုရင်လည်းဝစီပိတ်ဖုံးကြီးဟာမိတ်ဆွေများသိတဲ့အတိုင်းအင်ကြီးဝတ်တယ်ဘောင်းသီးရှည်တွေဝတ်တယ်ဒါပေမဲ့သူဟာယဟန်ကုန်တစ်ပါးမှမရှိပေမဲ့ယဟန်အတွန်ဆောင်ယဟန်အတွန်ကိုခိုးပြီးသာသနာတော်ရဲ့ဗန္တာကိုလိန်ညာစားတောက်နေတာဖြစ်တဲ့အတွက်အဲ့ဒီလိုပုံကိုမျိုးတွေသာသနာတွင်းမှာတက်ဆိုးရှည်လေသာသနာတက်တန်းတူလေပဲဒီတော့သာသနာတော်ကိုအရှိကြာမြင့်စွာတည်စေခြင်းသောပုဂ္ဂိုလ်တွေအနေနဲ့အဲ့ဒီလိုသာသနာတော်ရဲ့တက်တန်းကိုတူအောင်လုပ်နေတဲ့ပုဂ္ဂိုလ်တွေကိုများများနှိမ်နှင်းဖော်ထုတ်ပေးဖို့လိုတယ်အဲ့ဒီလိုပုဂ္ဂိုလ်တွေဟာတရေနာခွေးဝါးသလိုသာသနာတော်ကိုအတွင်းကြကြဝင်ရောက်ပြီးတော့ကြိုက်ဖြတ်ဖျက်ဆီးနေတာဖြစ်တဲ့အတွက်သာသနာတော်ကိုချစ်မြတ်နိုးသူတိုင်းကအဲ့ဒါကိုကာကွယ်ပေးဖို့လိုအပ်ပါတယ်ကဲဒီတော့ဝစီပိတ်ဖုံးကြီးရဲ့အပြုအမူတွေနဲ့ပတ်သက်တဲ့လိင်္ဂသာသနာဆိုတာနဲ့ပတ်သက်ပြီးပြောရရင်ကျွန်တော်တို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟာအင်္ဂုတ္တရနိကေအထကထာနဲ့တန်မောဟဝိသောဒဏီတို့မှာဆိုရင်အန္တရဒါန၅မျိုးဆိုပြီးတော့ဟောတော်မူခဲ့တယ်ဒါနဓာတွေနဲ့ဓာတာမဟုတ်ပါဘူးဓာအောက်ချိုင်းနဲ့ဓာတဲ့ဒါနဖြစ်ပါတယ်အဲ့ဒီအန္တရဒါန၅မျိုးပေါ်ပေါက်လာပြီဆိုရင်အဲ့ဒီ၅မျိုးလုံးကလည်းတပြိုင်နက်တည်းဖြစ်ပေါ်လာတာမဟုတ်ဘူးအစဉ်ချင်းတစ်စဉ်ချင်းသွားတာဖြစ်တဲ့အတွက်အဲ့ဒီ၅ဆင့်ကျော်လွန်သွားပြီပြည့်စုံသွားပြီဆိုတာနဲ့သာသနာတော်ဟာပျက်စီးကွယ်ပြောက်သွားတာဖြစ်ပါတယ်နံပါတ်1ကတော့ပฏิဝေဒအန္တရဒါနဒီသာသနာတော်မှာသောတာပတ္တိမေတဂရဂာမိမေအနာဂါမိမေအရဟတမေသောတာပတ္တိဖို့တဂရဂာမိဖို့အနာဂါမိဖို့အရဟတဖို့စသည်ဖြင့်အဲ့ဒီလိုမဂ္ဂုနိဗ္ဗာန်ကိုဥတည်နေသောပုဂ္ဂိုလ်များကွယ်ပြောက်သွားပြီဆိုရင်သာသနာတော်ကြီးဆုတ်ယုတ်ပျက်စီးဖို့အကြောင်းတရားပြည့်စုံသွားပြီနံပါတ်2ကတော့ပฏิပတ်တိအန္တရဒါနအဲ့ဒါကတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလမ်းညွှန်တဲ့အတိုင်းနီးမှန်လမ်းမှန်နဲ့တရားဓမ္မကိုကျင့်ကြံအားထုတ်တဲ့ပုဂ္ဂိုလ်တွေကွယ်ပြောက်သွားပြီဆိုရင်သာသနာတော်ကြီးလည်းကွယ်ပြောက်ဖို့နေလာပြီဒီကနေ့ခေတ်မှာတရားအားထုတ်တယ်ဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့မိမိရဲ့အယူအဆနဲ့လှုပ်ချင်တယ်လို့လုပ်နေတာတွေတော်တော်ကြီးပေါ်ပေါက်လာတာဟာဒါဟာစိုးရိမ်စရာဖြစ်တယ်နံပါတ်3အနေနဲ့ကတော့ပฏิပတ်တိအန္တရဒါနတဲ့မြတ်စွာဘုရားရှင်ရဲ့ဗုဒ္ဓဝဆနစကားတော်စာပေပိဋကတ်တွေကိုလေ့လာသင်ယူစီးပူးနေတဲ့ပုဂ္ဂိုလ်တွေတဖြည်းဖြည်းရုပ်လျော့ပျောက်ကွယ်သွားပြီဆိုရင်သာသနာတော်မြတ်ကြီးလေးပျောက်ကွယ်ဖို့တစ်ဆင့်နေလာပြီနံပါတ်4ကတော့လိင်္ဂအန္တရဒါနလိင်္ဂဆိုတာအသွင်ဖြစ်ပါတယ်ယ
ယဟန်တို့ရဲ့အမှတ်တင်ညာဖြစ်တဲ့တင်ကန်းဝိယုံမှုကွယ်ပြောက်သွားလိမ့်မယ်ယဟန်တော်တွေဟာတင်ကန်းလိုစနစ်တကျကြော့ထိုးပြီးဝိယုံတာမဟုတ်ဖ ೇನೆ လူတွေလိုပဲတင်ကန်းကိုအင်ကြီးချုပ်ဝက်မယ်ဘောင်းဘီချုပ်ပြီးတော့ဝက်မယ်တင်းမိုင်ဝတ်တဲ့နေရာမှာလဲဒီလိုကြော့ထိုးပြီးဝတ်တာမျိုးမဟုတ်ပဲပစိုးလူပဲလွယ်လွယ်ဝက်လာကြလိမ့်မယ်စသည်ဖြင့်အဲ့ဒီလိုကူးပြောင်းလာလိမ့်မယ်အဲ့ဒီလိုကူးပြောင်းလာပြီးဆိုရင်သာသနာကွယ်ဖို့တစ်ဆင့်ထပ်ပြီးတော့နီးလာပါနောက်ထပ်နံပါတ်5ကတော့ဓာတုအန္တရဒါနမြတ်စွာဘုရားရှင်တတိယဓာတ်တော်မူတော်တွေဆုပ်ယုပ်ပျောက်ကွယ်သွားပြီဆိုရင်သာသနာတော်မြတ်ကြီးလဲပျောက်ကွယ်ဖို့တစ်ဆင့်နီးလာပါအခုကျွန်တော်ပြောတဲ့ဒီဝစီပိတ်ဖုံးကြီးဆိုတာဟာအဲ့ဒီအန္တရဒါန5မျိုးတည်းကနံပါတ်4ဖြစ်တဲ့လိင်ကအန္တရဒါနယဟန်တို့ရဲ့အသွင်ကိုဖျက်ဆီးတဲ့ပုဂ္ဂိုလ်ဖြစ်ပါယဟန်အသွင်ဆိုတာမိတ်ဆွေများကျွန်တော်အကျဉ်းတဝက်မပြောလဲနားလေသဘောပေါက်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟာအဲ့ဒါတွေကိုတပ်ပင်ညုတဉာဏ်နဲ့ကျူတင်တိမြင်တဲ့အတွက်ဒက္ခိဏဝိဘင်္ဂတုမြစ္စည်းမနိကေဥပရိပန္ဒတာပါဠိတော်မှာဘယ်လိုဟောကြားတော်မူခဲ့တယ်လဲဆိုရင်အာနန္ဒာတဲ့သာသနာနောက်ပိုင်းကာလရောက်လာလို့သာသနာပြည့်စည်တော်မယ်ဆိုရင်အထက်ကပြောတဲ့အန္တရဒါန5မျိုးတဖြည်းဖြည်းပေါ်ပေါက်လာလိမ့်မယ်အဲ့ဒီထဲမှာလိင်္ဂသာသနာဆိုတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကကာသဝကန္တကအကျင့်တီလမရှိတဲ့ပုဂ္ဂိုလ်တွေဟာဒီသင်္ကန်းကြီးကိုဝတ်ယုံရတာရှုပ်ပါတယ်ကွာဆိုပြီးတော့သင်္ကန်းကိုလူတွေဝတ်တယ်လို့အထက်မှာပြောတယ်လို့ပဲပစိုးအင်ကြီးတွေလို့ချုပ်ပြီးတော့ဝတ်ကြလိမ့်မယ်ဒါတင်လားဆိုတော့မဟုတ်သေးဘူးတောင်ရလဲလို့ဓမ္မခုတ်နဲ့အသက်မွေးချလိုက်အခါမှာလဲဒီသင်္ကန်းကြီးရှုပ်ပါတယ်ကွာဆိုပြီးတော့သင်္ကန်းကိုစွန့်ပယ်ပြီးတော့ဖြင်းနီစာလေးကိုလေဘင်းမှာချိတ်ဆွဲတာတွေရှိလာမယ်လက်မှာလက်ကောက်လေးလိုဝတ်လာတာဖြစ်လာမယ်အဲ့လိုတွေဖြစ်လာပြီးတော့လင်္ကသာသနာကွယ်ပြောက်လိမ့်မယ်ဒီတက်ကဝစီပိတ်ဖုံးကြီးရဲ့ဝတ်ဆင်ပုံတွေဟာမြတ်စွာဘုရားရှင်ကျူတင်ပြီးတော့တည်မြင်လို့ဟောခဲ့တဲ့အတိုင်းပဲသာသနာဖြစ်ပုဂ္ဂိုလ်အင်္ဂါရပ်နဲ့တော်တော်ကြီးကိုပြည့်စုံပါဒါကိုပဲအချို့သောပုဂ္ဂိုလ်များကသာသနာရေးဝန်ကြီးဌာနနဲ့တန်ခါမဟာနာယကဆရာတော်ဘုရားကြီးများကဒီကိစ္စကိုဘာမှမလုပ်ကြဘူးလားစသည်ဖြင့်မေးမြန်းကြတာတွေရှိပါဒါလည်းမေးတဲ့လူတွေမမှားပါဘူးတို့တော်မိတ်ဆွေများသဘောပေါက်နားလည်ရမှာကဒီပုဂ္ဂိုလ်မျိုးတွေဟာဖရာတရားတန်ခါဆိုတဲ့ယရနာ3ပါးရဲ့ဂုဏ်ကိုတောင်မှရဲရဲဝံ့ဝံ့ဖြည့်ဆည်းပြီးဆန့်ကျင်ပုန်ကန်နေတာဖြစ်တဲ့အတွက်သာသနာရေးဝန်ကြီးဌာနတို့တန်ခါမဟာနာယကဆရာတော်ဘုရားကြီးများတို့ရဲ့အသက်အန္တရာယ်ကိုပါစိုးရိမ်ရပါဒါကြောင့်လည်းမတိတယ်လို့ပဲမျက်ွယ်ပြုတ်ပြီးတော့လူမိုက်တဘဝစာတက်ဆိုးကြိုက်တယ်လို့ရှေးပစီတော့ဆိုပြီးပြတ်ထားပုံရပါလောကကြီးကလိန်ရဲဖို့တာလိုတယ်အလိန်ခံမဲ့လူကအစင်တင်းဆိုတာလဲတိတ်မှန်တယ်ဒီလိုပုဂ္ဂိုလ်မျိုးကိုပဲသူတော်ကောင်းကြီးဆိုပြီးတော့ကိုယ်ကိုစိတ်ကတဲ့ပုဂ္ဂိုလ်တွေကလည်းအစီအီဖြစ်နေတဲ့အတွက်အခုလိုအလှစီတွေသာသနာတော်ကာလမှာသာသနာတော်ကိုခုတုံးလုပ်ပြီးတော့အနေအစားချောင်းနေတာဖြစ်ပါဒီတော့မိတ်ဆွေတို့ကျွန်တော်တို့အနေနဲ့ကသာသနာတော်ကြီးကိုတကယ်ချစ်မြတ်နိုးတယ်ဆိုရင်ဥဒ္ဒချက်တဲတဲ့ပွင့်စာပဲဖြစ်ဖြစ်တစ်ဖက်တစ်လမ်းကတာဝန်ကြေပွင့်အောင်ယရနာ3ပါးရဲ့အပေါ်မှာကြာရောက်လာမယ့်အန္တရာယ်တွေကိုခုခံကာကွယ်ပေးရမယ့်တာဝန်ရှိတယ်ဆိုတာလေးကိုတနည်းအားဖြင့်အချက်ပေးခေါင်းလောင်းထိုးရင်းနဲ့ဒီဘလိုလေးကိုကျွန်တော်ညီကုန်းချုပ်ပြရစီ